မောင်စီအမြင်ဆွဲရမယ်အင်တိတ်ဟဲ့နေကမမသူဆိုင်နော်ဒါမဲ့နေ့ကျမမနာမမရောက်လာတဲ့မမတောင်းနော်ဟဲ့မိကောင်ကြီးကကျမတယောက်လည်းရှိရဆိုတော့စိတ်ရောချရလားနင်းနဲ့အဝေးမှာဆိုတော့တော်ကြနေတဝေးဖြစ်ပြီးကြံခဲ့ရောဘယ်လိုလုပ်မလဲဟိုမှာရှိတဲ့ခဏလက်စော်လေးတွေနောက်ပါသွားရင်ရောနင်းရတယ်တပူငါမမောင်ကရှုံးနေငါနောက်နေ့ကျရင်ဧပြီ8နဲ့မမောင်ရှိရဲ့ဆောက်ကရာမျိုးကိုရောက်သွားမှာဟဲ့တငယ်ချင်းဝေဒနာနဲ့မလုံးနဲ့ဒေတာနဲ့လုံးငါစေတနာနဲ့အကြံပေးတာနေမမောင်စီတော့ဟိုကနောက်နေ့ဧပြီ8တောင်စောင့်ကြရမလို့စံတော်လာကြီး8နဲ့ရင်တော့လို့ရဟုတ်အဲ့ဆိုရင်ငါ့မမောင်စီအများဆုံးရအောင်ပို့ပေးတာဟာလာလိုက်ခင်ငါပြောပြဟုတ်ကဲ့အကြောင်းလေးစုံစမ်းချင်လို့ပါရှင့်ဘယ်အင်းတိတ်အတွက်စုံစမ်းချင်တာလဲခင်ဗျမောင်စီအမြင်ဆွဲရမယ်အင်တိတ်ဟဲ့နေကညီမတို့က2029ဇန်နဝါရီ8အတွက်အကြောင်းလေးတွေစုံစမ်းချင်တာရှင့်ဘာတွေလိုအပ်ချက်တွေရှိသေးလဲပြောပြပါအောင်နော်ကျွန်တော်တို့ FCS မှာက2029ဇန်နဝါရီ intake အတွက်ကျောင်းသားတွေစပြီးတော့လက်ခံနေပြီပေါ့နော်အခုခေါ်ယူနေတဲ့အကြောင်းကတူဂျိုမြို့နဲ့လည်းနီးပြီးတော့အချိန်ပိုင်းလူတွေလည်းပေါ်တဲ့ဂွန်းမာဆိုတဲ့မြို့မှာပေါ့နော်မြို့မှာရှိတဲ့အကြောင်းလေးပါလိုအပ်ချက်အနေနဲ့ကတော့ N4 အောင်ထားပြီးတော့ N3 ဆက်လက်လေ့လာနေတဲ့သူတွေကျောင်းလျှောက်နိုင်တယ်ပေါ့နော် N3 အောင်ထားလို့ရှိရင်တော့အကောင်းဆုံးပေါ့အသက်အရွယ်အားဖြင့်တော့29နှစ်ဒါမှမဟုတ်ရင်28နှစ်အောက်ဖြစ်ဖို့တော့လိုတယ်ခင်ဗျအင်တာဗျူးကတော့ဒီ6လပိုင်းမှာတစ်ကြိမ်9လပိုင်းမှာတစ်ကြိမ်2ကြိမ်အကြောင်းဘက်ကနေစစ်ဆေးပြီးတော့မှာဖြစ်တယ်ခင်ဗျခေါ်ယူမဲ့ရေတွက်ကတော့အနည်းဆုံး10ဦးကနေစပြီးတော့ခေါ်သွားမှာဆိုတော့အရင်ဆုံးစဉ်းပေးထားဖို့တော့လိုတယ်နော်ညီမလေးအခုတွားမဲ့တော့ညီမတူမဟုတ်ဘူးညီမဩ